လုံးချင်းအာစီတိုက်ပုံစံမျိုးဖွဲ့စည်းထားတဲ့မြေကြီးအယောင်ကန်းအောင်မှာမြေပိုင်ဆိုင်မှုပါထည့်သွင်းရောင်းချပေးမယ်ဆိုလို့ရှိရင်လူကြီးမျိုးစိတ်ဝင်စားလားဟုတ်ပါတယ်အခုကျွန်တော်ပြောပြနေတဲ့မြေကြီးတိုက်ခန်းဟာတကယ်1အနော်မာမှာတည်ရှိမယ်မြေကြီးတိုက်ခန်းအောင်မှာ14ပေ height ဖြစ်မယ်တန်မန်းပတ်လည်းဆန်းရှိတ်တွေတက်ထားပေးမယ်ကျွေပြားအပြည့်ခင်းထားတယ်ကျွေပြားအပေါ်မှာပါကင်းထပ်ပြီးခင်းထားတယ်ปีนัสအပြည့်ဆောက်ထားတယ်လုံးချင်းနဲ့နေရတဲ့စိတ်ခံစားမှုအပြည့်ရမယ်ထက်ခိုးပါမယ်မာစာဘလုံးတစ်ခန်းစင်ငယ်ဘလုံးနှစ်ခန်းပါမယ်ထက်ခိုးဆိုပေမဲ့လုံးဝပထမတဲ့ပုံစံမျိုးလှုပ်ထားပေးတယ်တအိမ်လုံးအပြည့်ပြောစရာတကွက်မရှိပြင်ဆင်ထားပေးတယ်နောက်ဖေးမှာမြေပိုဆက်ပေပါအဲ့ဆက်ပေကိုလည်းမိုးထားပြီးတော့လုံးဝအခိုင်အမာလှုပ်ထားပေးတယ်အိမ်နဲ့တစ်ဆက်တည်းလှုပ်ထားပေးတယ်ဆိုတော့လုံးဝရှေ့အခန်းလေးလက်တင်နေအထုပ်ဆွဲတက်လို့ရတယ်အမှန်ကန်နေမဲ့သူတွေအတွက်အရန်မိုက်မယ်နိုင်ပိုင်းနေရမယ်တိတ်ဆိတ်ငြိမ်သက်မယ်ဈေးတွေနဲ့စူးစူးညံ့ညံ့ရှုံးချက်အော်ဟစ်မနေဘူးဈေးနီးမယ်ကြောင်းနီးမယ်ပလီနီးမယ်မှတ်တိုင်အောင်ထွက်လို့ရှိရင်လည်းမှတ်တိုင်နီးမယ်လုံးဝရှယ်အခန်းလေးကိုရောင်းချပေးမယ်ဈေးနှုန်းက3400မှာညှိနှိုင်းရောင်းချပေးမယ်အိမ်လုံးပြင်ဆင်ထားတဲ့တိုက်ငင်းကြီးတိုက်ခန်းလေးကို3400ကိုညှိနှိုင်းပြီးရောင်းချပေးပါဆိုတော့လူကြီးမျိုးစိတ်ဝင်စားတယ်နေရာကြည့်ကျင်တယ်ဈေးစကားဆွေးနွေးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09 400 568 429 0968 5969 292တို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ပိုင်ရှင်ဓာတ်ရိုက်ဈေးညှိနှိုင်းနိုင်ပါတယ်ကျွန်တော်တို့ဥမှုကြိုးစား